အားလုံးပဲမင်္ဂလာပါရှင်။မနာခု education အရေးကျဆိုပါရယ်။ဆရာမတို့ဒီနေ့တတိယအတန်းသင်ချာအပေါင်းအနှုတ်အခန်းကိုဆက်ပြီးတော့သင်ကြားအောင်ဖြစ်ပါတယ်။ကဲအဲ့ဆိုဒီနေ့မှာတော့ဘာတွေသင်ရမလဲပေါ့နော်။ Okay ကြက်ပါတော့အပေါင်းအနှုတ်အခုဆိုလို့ရှိရင်ဒီအာပတ်စံဒီဟိုစပြီးတော့ကပ်ပြီးတော့เนาะပတ်စံဈေးဆိုင်သွားတယ်ပတ်စံဒီလောက်ပေးလိုက်တယ်ဘယ်လောက်ပြန်အမ်းမလဲပစ္စည်းက3 ခုဝယ်လာတယ်ဆိုစုစုပေါင်းတန်ဖိုးဘယ်လောက်ကျမလဲဒီလိုမျိုးလေးတွက်ပါမယ်နော်ပြောဖို့ကောင်းပါတယ်တူတူလိုက်တွက်ကြည့်ကြရအောင်ကဲဆိုတော့နံပါတ်30ဆယ်မမေးခွန်းဖတ်မယ်တူတူလိုက်ဖတ်ကြည့်မယ်နော်ကွန်ပါတဘူးကိုငွေ1800ကျပ်စာအုပ်တစ်အုပ်ကိုငွေ2600ကျပ်နဲ့ဝယ်ရတန်ဖိုးအားလုံးဘယ်လောက်ကျတယ်လဲ9000ကျပ်တန်ပေးလိုက်ရင်ပြန်အမ်းငွေဘယ်လောက်ရမလဲတဲ့ဆိုတော့တမီးတို့ဒီမှာကြည့်ကြည့်ရအောင်လေမိကုန်းကဒီမှာနှစ်ပိုင်းရှိရပေါ့နော်မိကုန်းနှစ်ပိုင်းရှိရတယ်ရှင်ဒီမှာကတန်ဖိုးအားလုံးဘယ်လောက်ကျမလဲဆိုပြီးတစ်ခုနေကြတယ်အပိုင်းတစ်ပေါ့နော်ပြီးရင်9000ကျပ်တန်ပေးလိုက်ရင်ပြန်အမ်းငွေဘယ်လောက်ရမလဲဆိုပြီးတော့နောက်တစ်ခုတက်ပေးတာနှစ်ပိုင်းပေါ့နော်ဆိုတော့ဆင်မတို့ပထမတစ်ပိုင်းကိုရင်ဖြည့်ရှင်းမယ်ဒီမှာမိကုန်းကတန်ဖိုးအားလုံးဘယ်လောက်ကျတယ်လဲဆိုတော့သိရနော်တန်ဖိုးအားလုံးဘယ်လောက်ကျတယ်လဲဆိုတော့တန်ဖိုးစုစုပေါင်းကိုပြောရရင်တူတူပဲဒီမှာပေးချက်မေးချက်ရေးချင်ရင်လည်းရေးလို့ရတယ်ကွန်ပါတပူဤတန်ဖိုး1800ကျပ်စာအုပ်တော်ဤတန်ဖိုးညီညာချင်း2600ကျပ်အဲ့လိုရေးလို့ရတယ်ဒါပေမဲ့ဆရာမကတော့ပေးချက်မေးချက်မရေးတော့ဘူးတစ်ခါလေးပဲတန်တွက်နော်ဆိုဆရာမဒီမှာစုစုပေါင်းတန်ဖိုးဆိုပြီးတွက်လိုက်တော့မယ်ဒီပေါင်းတန်ဖိုးက1800အပေါင်း2600 okay 1800နဲ့2600နဲ့ပေါင်းမယ်ဆိုတော့ဆရာမတို့ဒေါင်းလိုက်ချပေါင်းခြင်းနဲ့ရတယ်အခုအလျားလိုက်ပဲပေါင်းလို့မယ်ပေါ့နော်ခုနေရာကြည့်မယ်ခုကဒီမှာလည်း3ညဒီမှာလည်း3ညဆိုတော့3ည10နေရာ3ည3ည3ညကဲရာနေရာကြည့်မယ်ဒီမှာက6ဒီမှာက8 6နဲ့8နဲ့ပေါင်းတော့14 4ရေးဒီမှာ1လေးမှတ်ထားလိုက်မယ်နော်1နဲ့1နဲ့ပေါင်းတော့3ဒီက1နဲ့ပေါင်းတော့4ဆိုတော့4400ကျပ်โอเคအဲ့ဆိုပထမအပိုင်းပြီးသွားပြီတန်ဖိုးအားလုံးဘယ်လောက်ကျတယ်လဲဆိုစုစုပေါင်းတန်ဖိုး4400ကျပ်ကျပါတယ်ပေါ့နော်ဒီမှာ9000ကျပ်တန်ပေးလိုက်ရင်ပြန်အမ်းပြီဘယ်လောက်ရမလဲโอเคစာအုပ်ဒီမှာကမာဦးနဲ့ဝယ်တဲ့က4400ကျသွားပြီကျမတို့ပြီးမှာကသူ့ကိုပြီးမှာကဆိုင်ရှင်ကိုပြီးမှာက9000ပြီးမှာအဲ့ဆိုဆိုင်ရှင်ကအကုန်လုံးယူလို့မရဘူးလေနော်ပေးလိုက်တာ9000ဆိုကျတာ4400ပဲကျဆို तू ကပြန်အမ်းရမှာပေါ့ကျမတို့အဲ့ဆိုပြန်အမ်းလို့ပြောတယ်ပြန်အမ်းငွေကကြတော့ဒီမှာပြန်အမ်းငွေမရေးခင်မှာကလေးတွေဘာရေးလို့ရလဲဆိုတော့ပေးလိုက်တော့ငွေပေါ့နော်ပေးလိုက်တော့ငွေဒီမှာတော့မကိုက်ပေးလိုက်နဲ့ပေးလိုက်တော့ငွေက9000ကျပ်ပေါ့နော်ဒီကအနိမချင်းလေးတွေကညီညီလေးရင်တော့ဟုတ်လားအခုကတော့မနေတော့ပါဘူးရှင်ပြန်အမ်းငွေဆိုလို့ရှိရင်ဒါလို့မလဲဆိုတော့နှုတ်မှာပေါ့ဟုတ်ပြီနော်9000လေးရနေပြီးတော့4000လေးရဆိုတော့9000လေးရ4000လေးရတော့600ကျပ်ဟုတ်နော်အဲ့ဆိုရမယ်နော်ဒီလိုပုံစံလေးတွေကအိမ်မှာဖေဖေတို့မိမိတို့ကိုယ့်ရဲ့အန်တီတွေအတော်လေးဦးလေးတွေနဲ့လည်းလေ့ကျင့်ကြည့်လို့ရတယ်ဟုတ်နော်ဈေးရောက်တိုင်းစောင့်ကြည့်ကြပါနော်အဲ့ဆိုလို့ရှိရင်နားလည်းနေလို့ထင်ပါတယ်ဆင်မနောက်တစ်ပုဒ်ကိုသွားပါမယ်โอเคနံပါတ်16ကိုစထွက်ကြည့်အောင်အာအဖေကသားအတွက်6500ကျပ်တန်မိုးကတစ်ထည်နေတဲ့3200ကျပ်တန်ထီးတစ်ချောင်းမိုးကရဲ့ထီးရဲ့နော်အားလုံးဘယ်လောက်ကျတယ်လဲနောက်ပြီးနော်အားလုံးဘယ်လောက်ကျတယ်လဲဆိုတော့ရှင်းရှင်းလေးပဲသူဘာလို့မလုပ်ပေါင်းရုံပဲဟုတ်တယ်လွယ်လွယ်လေးဒီမှာတားလို့သမီးတို့ပေးချက်မိချက်ရေးခြင်းလို့ရှိရင်မိုးကတစ်ထည်ဤတန်ဖို့မြညာချင်း6500ကျပ်ထီးတစ်ချောင်းဤတန်ဖို့မြညာချင်း3200ကျပ်ပြီးလို့ရတယ်နော်ဆင်မတော့မြေတော့တခါလည်းတန်းသွားမယ်စုစုပေါင်းတန်ဖို့ပဲပေါ့နော်အမ်900အပေါင်း3000နဲ့200โอเคဒီမှာလည်းထောင်လိုက်ပဲဆရာမတော့တွက်မယ်3ညနဲ့3ညနဲ့ပေါင်းတော့
3ည10နေရာကြည့်မယ်3ညနဲ့3ညနဲ့ပေါင်းတော့3ည2နဲ့5နဲ့ပေါင်းတော့9 3နဲ့6နဲ့ပေါင်းတော့9အဲ့ဆို9900ကျပ်ကဲဒီနောက်မှာကျက်လေးကိုပါအောင်ထည့်မယ်ပြီးဖြည့်ထုတ်မယ်စုစုပေါင်းတန်ဖိုးမြညာချင်း9900ကျပ်ရမယ်နော်အဲ့ဆိုရှင်တော့ဆင်မနံပါတ်19ကိုသွားမယ်ပု္ပ္ပာလေးရလွယ်တယ်နော်အာအမေကသမီးအတွက်1800ကျပ်တန်စာအုပ်တော့အုပ်ပြီး1350ကျပ်တန်စာအုပ်တော့အုပ်ပြီး2200ကျပ်တန်စာအုပ်တော့အုပ်ပဲပြီးရဲ့အားလုံးတန်ဖိုးဘယ်လောက်ရှိသလဲဒီမှာရောပဲအားလုံးစုစုပေါင်းတန်ဖိုးပဲမေးတာဟုတ်ပြီနော်ဒီမှာတော့ကဏ္ဍ3လုံးဆိုတော့အာလိုလေမိတ်ဆွေနဲ့တွက်ချင်နေရတယ်ကိုကနေကိုအဆင်ပြေတယ်တွက်လို့ရတယ်ပေါ့နော်ထောင်လိုက်ချသွားမယ်ဆိုနေရတယ်စုစုပေါင်းတန်ဖိုးစုစုပေါင်းတန်ဖိုးက1800အပေါင်း1350အပေါင်း2200ကျပ်ဆီယမတော့ဒီမှာ1800နဲ့2200နဲ့ကိုအရင်ပေါင်းလိုက်ဘာလို့ဆိုတော့ဒီမှာ800ဒီမှာ200ဆိုပေါင်းလိုက်1000ဖြစ်သွားမှာပေါ့နော်အဲ့ဆိုတော့ဒီလိုမျိုးလေးလုပ်လိုက်နေပါတော့1800ပေါင်း2200ပြီးတော့မှ1350နဲ့ပေါင်းနော်ဒီနှစ်ခုကမိတ်ဆွေဖွဲ့လို့ရတယ်ပေါ့နော်အဲ့ဆိုကဲ1800နဲ့2200နဲ့ပေါင်းတော့ဘယ်လောက်ဖြစ်မလဲဆိုတော့3000ဟုတ်ပါဘူး4000ပါဖြည်းဖြည်းချင်းဆိုဒီမှာ3ညနဲ့3ညနဲ့ဆိုတော့3ည3ညနဲ့3ညနဲ့ဆိုတော့3ည2နဲ့8နဲ့ဆိုတော့30 3ညကြီးပြင်မှတ်မယ်2နဲ့ဒီက2နဲ့ဆိုတော့4 4ထောင်လေ1350ဆိုတော့9350ပါ9350ကျပ်ဒီကတော့ကိုယ့်ဘက်နဲ့ကိုယ်ဒီတိုင်းပဲထောင်လိုက်ချတွက်တယ်ဆိုလဲပုံမြန်မယ်နဲ့တူတယ်နော်အဲဆိုတော့ကိုယ်အဆင်ပြေတယ်လို့တွက်ကြပါရှင်ဒီကတော့အဖြေကဒီအဖြေရပါတယ်ပြီးသွားလို့ရှိရင်တော့ထုံးစံတိုင်းနဲ့ဖြေထုံးမဲ့စုစုပေါင်းတန်ဖို့9350ကျပ်ရမယ်နော်အဲဆိုလို့ရှိရင်ဆရာမတို့နောက်အပုတ်လေးဆက်သွားပါမယ်လွယ်ပါတယ်โอเคဒီမှာကတော့ဒီကပု္ပ္ပာနှစ်ပုဒ်ကတော့တိတ်မတူဘူးပေါ့နော်အဲဆိုတော့တပုတ်ချင်းစီကိစ္စတော့ထုံးကြီးက8000ကျပ်စုမိဖို့စုဘူးတဲ့ကိုပတ်စံထည့်ထားတဲ့2900ကျပ်ရှိပြီတဲ့စုဘူးတဲ့ကိုတူငွေဘယ်လောက်ထည့်ဖို့လိုမလဲတဲ့တူဘယ်လောက်ထည့်ဖို့လိုမလဲโอเคစုချင်တာကကြောင့်8000ကျပ်ဟုတ်ပြီနော်အခုတူထည့်နေရကြောင်း2900ပဲဒီမှာထားလိုက်ပါစုဘူးပေါ့နော်စုဘူးတဲ့ကလို့မျိုးဒီလိုစုဘူးလေးထဲမှာသူထည့်ချင်တာကဒီလိုအပြည့်ထည့်ချင်တာ8000ကျပ်ပေါ့နော်8000ကျပ်ထည့်နေတာမတူစုနေရခုမှဒီလောက်ပဲပေါ့ကွယ်ဒီလို2900လောက်ပဲရှိသေးတယ်ဒီလိုအပြည့်မဖြစ်သေးဘူးအဲ့တော့ဒီနားလေးပေါ့နော်ဘယ်နောက်ထည့်ဖို့လိုမလဲဆိုတော့ဘာလုပ်မလဲဆိုလို့ရှိရင်လိုမလဲဆိုလို့ရှိရင်တော့နှုတ်ကတယ်ပေါ့နော်ဒီအမောင့်လေးကိုသိချင်တာဆိုတော့ဒီပတ်စံလေးကိုသိချင်တာဆိုတော့လေနော်အဲ့ဆိုနှုတ်မယ်အဲ့ဆိုစုချင်တဲ့ပတ်စံက8000ကျပ်ထည့်နေတဲ့ပတ်စံက2900ကျပ်ထည့်ဖို့ဘယ်လောက်လိုမလဲနော်ဆိုထည့်ရန်လိုတော့ပတ်စံထည့်ဖို့လိုတော့ပတ်စံ1000နောက်2900ဆိုတော့8000နေရ2900နှုတ်မယ်ဆိုလို့ရှိရင်ဒီလိုချပြီးနှုတ်လိုက်လေရတယ်ချပြီးနှုတ်လိုက်မယ်နော်စင်မဒီဘက်မှာချပြီးနှုတ်လိုက်တော့8000 2000နဲ့မှ900โอเค3ညာတွေက3ညာနှုတ်တော့3ညာ3ညာတွေက3နှုတ်တော့3ညာဒီက9ဖြစ်မယ်ဒီကို30ရောက်မယ်30တွေက9နှုတ်တော့3 9တွေက2နှုတ်တော့5ဆိုတော့အဖြေက9000နဲ့မှ300ပါရှင်ချက်ချင်းကိုကတန်းတွက်တဲ့ဆိုလဲရပါတယ်ဒီစမရှိပါဘူးအဲဆိုထပ်ထည့်ဖို့လိုတော့ပတ်စံ9300ကျပ်ရမယ်နော်ပေနံပါတ်19ဇာဇာရဲ့စုဘူးထဲမှာငွေ6400ကျပ်ရှိတယ်တဲ့နော်ပတ်စံရှိတယ်
ပတ်စံရှိတဲ့ဟာကိုဘာလို့လိုက်တော့900ကျပ်တန်နေတဲ့1550ကျပ်တန်အယုတ်တွေကိုတဲ့အဲ့ဒီပတ်စံတွေဝယ်လိုက်တဲ့အဲဆိုငွေဘယ်လောက်ကျန်မလဲတဲ့ငါပတ်စံတွေစုပြီးရုပ်တွေဝယ်တယ်ပေါ့โอเคစုထဲမှာရှိတာကကျတော့ဘယ်လောက်တုံးဒီတော့ကရှိတာက6400ရှိရနော်ဒီစုမှုထဲမှာလို့6400ရှိတယ်6400ရှိတဲ့ဟာကိုဆင်မတို့အဲ့ဒီပတ်စံတွေကိုထုတ်ပြီးတော့900တွေဝင်900ဝင်900အယုတ်တရုတ်ပြီးရင်နောက်ထပ်အယုတ်တရုတ်ကကျတော့1550နဲ့အယုတ်တရုတ်တွေကဲအဲ့ဆိုဒီစုထဲမှာပတ်စံဘယ်လောက်ကျန်အောင်မလဲနော်အဲ့ဆိုတော့ဆင်မတို့ဘာလုပ်ပါလဲဆိုတော့နှုတ်ပေးရမှာပေါ့နော်ဘယ်လောက်ကြံမလဲဘယ်လောက်လိုမလဲဆိုတော့အဲ့လိုနှုတ်မှာပေါ့ဒါပေမဲ့နှုတ်တဲ့ဟာမှာကြည့်ကဏ္ဍတွေကဟိုနှစ်ခုလဲဆိုလို့ရှိရင်တော့ဒီလိုကိစ္စမျိုးမှာက8000နဲ့2900နှစ်ခုလဲဆိုကြည့်ရတဲ့နေရာနှုတ်လိုက်လို့ရတယ်ဟုတ်တယ်မလားဒီမှာကဏ္ဍက3လုံးတောင်ကြည့်ရအဲ့ဆိုဘာလုပ်မလဲအယုတ်က2ရုပ်ဝယ်ထားဆိုအယုတ်2ရုပ်ဝယ်ထားတဲ့ပတ်စံကိုအရင်ပေါင်းလိုက်မယ်ဟုတ်ပြီနော်အယုတ်2ရုပ်ဝယ်ထားတဲ့ပတ်စံကိုအရင်ပေါင်းမယ်ပေါင်းပြီးတော့မှ6400လေးကနေနှုတ်ကဲကြည့်ရအောင်အဲ့ဆိုအယုတ်2ရုပ်ဝယ်ထားတဲ့ပတ်စံဆိုအယုတ်တန်မှုစုစုပေါင်းပါနော်အယုတ်တန်ဖိုးစုစုပေါင်းလို့ပဲဆိုမှရေးလိုက်တော့အမှုရှင်လည်းကုန်ကြငွေစုစုပေါင်းပါတော့ကိုအဆင်ပြေလို့ရေးလို့ရတယ်စုစုပေါင်းက900နဲ့ဘယ်လောက်နဲ့ပေါင်းပါလဲ1550နဲ့ပေါင်းပါအဲ့ဆိုတော့2450ချပေါင်းလို့ရတယ်အခုဒီပေါင်းမယ်နော်3 ပေါင်းတော့3နဲ့5နဲ့ပေါင်းတော့55နဲ့9နဲ့ပေါင်းတော့4တစ်မှတ်မယ်အာဆိုတော့2450ကျပ်နော်တစ်ဆင့်ရတယ်အဲ့ပတ်စံနဲ့ဝင်ငွေဘယ်လောက်ကျန်မလဲဆိုတော့ကျန်တော့ပတ်စံကဲအဲ့ကြမှာကျမတို့ဘာလုပ်မလို့ဆိုတော့နှုတ်မယ်အာမို့စမပြောရလေတချို့ပု္ပ္ပစာတွေကကြတော့နှစ်ဆင့်ပေးထားပြီးတော့အဲနှစ်ဆင့်ပေးထားတော့နှစ်ခုတော့ကမှသိရပါတော့ဒါအရင်ရှာပေးပြီးတော့မှဒါရှာဆိုသိရဒီလိုပု္ပ္ပစာကြရင်ဒီလိုနံပါတ်19လိုပု္ပ္ပစာကြရင်ကလေးလေးတွေရောဘာလို့ကမှလည်းမသိဘူးဖြစ်သွားအဲ့ဆိုဒီမှာဆိုလို့ရှိရင်ဒီဟာကနှစ်ဆင့်အတွက်ကမှပု္ပ္ပစာအာစောင်းထဲမှာကိုနေ့စောင်းထဲမှာစတားလေးပြထားတယ်ဒီလိုကျဲလေးဆွဲပြထားတယ်ဒါအဲ့ပုဂ္ဂိုလ်ကလည်းနေခတ်တယ်ဆိုပြီးပါနော်ကဲအဲ့ဆို6400တဲ့အနေပြီးတော့ကျွန်မဒီမှာနှုတ်ပါမယ်ရှင်နေရာမဆက်တော့ပါဘူး2450ကိုနှုတ်မယ်နော်ဒီတော့6400တွေကနေပြီးတော့2400ကိုနှုတ်လို့ရှင်ဘယ်လောက်တော့ဟိ4000နေရမှာပေါ့နော်4000မှာ50ထပ်တော့3950ဖြစ်မှာပေါ့ဒါမှထားလိုက်ပါနှုတ်ခါတညာလေးက300နှုတ်တော့3ညဒီက4က3ဖြီးဒီကို30ရ30လေးက5နှုတ်တော့5 300 400မနှုတ်နိုင်တော့6ကသွားချီတော့6က5ဖြစ်ဒီကို30ရောက်တော့ဒီက73ဖြစ်73လေးက4နှုတ်တော့9 5လေးက2နှုတ်တော့3ဆိုတော့3950ပါရှိတကယ်လို့ကိုကဒီလိုချပြီးနှုတ်မယ်ဆိုလို့ရှိရင်ဒီနားလေးမှာတိတိကျကျလေးဟိုတိကျရေးပြီးပေါ့နော်ကျွန်မဒီမှာဗာပြရမယ်ဆိုတော့ချက်ထည့်ပြရမယ်ဟုတ်ပြီနော်အဲဆိုတော့ဒီလိုအပေါင်းအနှုတ်ပု္ပ္ပစာငွေကြေးနဲ့ဆိုင်တဲ့အပေါင်းအနှုတ်ပု္ပ္ပစာတွေကတချို့ကလေးလေးတွေကရကြတယ်တချို့ကလေးလေးတွေကမရကြအောင်အဲ့လိုဆိုမရတဲ့ကလေးလေးတွေကဘာလို့ကြည့်မလဲဆိုတော့အိမ်မှာဈေးရောက်တိုင်းစောကြည့်နော်ဈေးရောက်တိုင်းစောကြည့်လို့ရှိရင်မြင်လာလိမ့်မယ်နော်နွေရာသီမှာအခုနည်းနည်းအားနေဆိုအိမ်မှာဈေးရောက်ကြအောင်နော်ဈေးရောက်တိုင်းစောကြည့်အကြမ်းလို့ရှိရင်တက်တက်လာနေမယ်ဆရာမရဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲရှင်အဲ့ဒါဆိုတော့နောက်သင်ခန်းစာတွေမှာဆက်တွေ့ပါမယ်အားလုံးပဲတတား